သဗ္ဗဒါနံဓမ္မဒါနံဇိနာတိဓမ္မဒါနတရားအလူသည်အလူအားလုံးကိုဟောင်းလန်၏ The gift of true excess all other gifts မူရင်းကောင်းမှမိတ္တူကောင်းမူရင်းပြန်ယူသွားရန်မမေ့ပါနှင့်ဗုဒ္ဓမြတ်စွာဘုရား၏တရားတော်မူရင်းများကိုခေတ်ဆက်ဆက်တပည့်သားသံဃာများကအသွင်အမျိုးမျိုးဖြင့်မိတ္တူပွား၍ဓမ္မဒါနများပြုခဲ့ကြပြီဤမူမြတ်ယတနာဩဝါဒကထာဓမ္မဒါနကွန်ပျူတာတပ်ပြချက်ဖြင့်မိတ္တူပွားရန်မူရင်းဖိုင်များကိုဖွင့်၍လေ့လာကြည့်ပြီးမိမိနှစ်သက်ရာမူရင်းကောင်းတရားတော်များနှင့်လူမှုရေးဆောင်ပုဒ်များကိုမိတ္တူကောင်းများအဖြစ်ဓမ္မဒါနပြုရန်ပြုယူနိုင်ကြပါ